ကောင်းမလေးတယောက်အကပြိုင်နေချိန်မှာညီမဖြစ်သူကပလဲဆွဲကြိုးကိုဖြတ်ပြီးစင်ပေါ်ကိုပလဲတွေကျဲချလိုက်ပါတယ်ကောင်းမလေးစင်ပေါ်မှာချော်လဲပြီးညီမဖြစ်သူကအကပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့မျှော်လင့်နေတာပါဒါပေမဲ့သူ့ရဲ့ရုပ်မာတဲ့လုပ်ရက်တွေကိုတပ်ပုံရိုက်ကူးထားတာခံလိုက်ရမှန်းသူမသိခဲ့ပါဘူးကောင်းမလေးကသူမရဲ့ထူးချွန်တဲ့အကစွမ်းရည်ကိုသုံးပြီးကျမ်းပြင်ပေါ်ကပလဲတွေကိုရှောင်းတိန်ကဖျော်ဖြေမှုကိုတင့်တယ်လှပစွာပြီးဆုံးအောင်လုပ်နိုင်ခဲ့ပါတယ်ဒိုင်လူကြီးတွေအားလုံးကကောင်းမလေးကိုအမှတ်အများဆုံးပေးခဲ့ကြပြီးပရိသတ်တွေကမတ်တက်ရက်ပြီးလက်ခုပ်တီးအားပေးခဲ့ကြပါတယ်ညီမဖြစ်သူကစင်နောက်ဘက်ကနေဒေါသတကြီးထွက်သွားပါတယ်လက်ထောက်ကကောင်းမလေးကိုပန်းစီလာပေးတဲ့အခါသူတက်တရထားပြီးလို့ပြောလိုက်ပါတယ်ဒါကြောင့်ကောင်းမလေးကတပ်ပုံတွေကိုချက်ချင်းဆေးကူးခိုင်းလိုက်ပါတယ်မိဘတွေကတမီးဖြစ်သူချန်ပီယံဖြစ်တာမြင်တဲ့အခါမပြောကြပါဘူးအဲ့ဒီအစားသူမရဲ့ခြေထောက်တွေဘလို့လှုပ်သက်သာသွားတာလဲလို့မေးမြန်းကြပါတယ်ဖြစ်ပုံကတော့ကောင်းမလေးဟာလွန်ခဲ့တဲ့လအနေငယ်ကပြန်ပေးဆွဲခံခဲ့ရပြီးပြန်ပေးသမားတွေကသူမရဲ့ခြေထောက်နှစ်ဖက်စလုံးကိုရဲရဲဆက်ဆက်ရိုက်ချိုးခဲ့ကြတာပါကောင်းမလေးရဲ့မိဘတွေအဲ့ဒီနေရာကိုရောက်လာတဲ့အခါသူမကပြင်းပြင်းထန်ထန်ဒဏ်ရာရနေပါပြီဒါပေမဲ့ကောင်းမလေးသတိရှိနေသေးမှန်းသူတို့မသိခဲ့ကြပါဘူးဒါကြောင့်သူမကရက်ဆက်တဲ့အမှန်တရားတစ်ခုကိုကြားလိုက်ရပါတယ်တကယ်တော့ပြန်ပေးသမားတွေကိုသူမရဲ့ဖခင်ရင်ကစီစဉ်ခဲ့တာပါဘာလို့လဲဆိုတော့သူမရဲ့အကပါရမီကမွေးစားသမီးထက်ပိုမြင့်မားနေလို့ပါပဲမွေးစားသမီးသာချန်ပီယံမဖြစ်ရင်ဝမ်းနဲ့နေမှာကိုမလိုလားတာကြောင့်သမီးရင်ဖြစ်သူအကပြိုင်ပွဲမဝင်နိုင်အောင်တားဆီးဖို့ဒီနီလန်ကိုသုံးခဲ့တာဖြစ်ပါတယ်ဆေးရုံရောက်ပြီးနောက်အဖေဖြစ်သူကသူမခြေထောက်ကိုကုသဖို့အကောင်းဆုံးဆရာဝန်ကိုတေချာပေါက်ရှာပေးမယ်လို့ပြောပါတယ်သူ့အဖေကအပြစ်ရှိစိတ်ခံစားရလို့ရုတ်တရက်ကျင်နာပြနေတယ်လို့ကောင်းမလေးကထင်ခဲ့ပေမဲ့အဖေဖြစ်သူကသူ့သမီးနားမလဲအောင်ဆရာဝန်ကိုဂျာမန်စကားနဲ့ပြောဆိုနေခဲ့ပါတယ်ခွဲစိတ်မဲနေကြရင်သမီးဖြစ်သူရဲ့ခြေထောက်တွေကိုမကုသပဲစွန့်ပစ်ထားဖို့တောင်းဆိုခဲ့ပြီးကိစ္စပြီးရင်စုကြီးအဖြစ်ဒေါ်လာ9 သန်းပေးမယ်လို့ကတိပေးခဲ့ပါတယ်သမီးဖြစ်သူကဂျာမန်စကားနားလည်မှန်းသူမသိခဲ့ပါဘူးသူမကသမီးရင်းဖြစ်ပေမဲ့မိဘတွေကမွေးစားသမီးကိုဘာလို့ကိုချစ်ကြလဲဆိုတာကောင်းမလေးနားမလည်နိုင်ခဲ့ပါဘူးမိဘတွေထွက်သွားပြီးနောက်သူမကသူမရဲ့မွေးစားအဖေလေးယောက်ကိုဖုံးဆက်လိုက်တာကြောင့်သူတို့ဆေးရုံကိုအမြန်ရောက်လာကြပါတယ်ကောင်းမလေးခြေထောက်နှစ်ဖက်စလုံးဆူဆူရွရွဖြစ်နေတာကိုမြင်တော့မွေးစားအဖေကအကပြိုင်ပွဲဟာသူမအတွက်အရေးကြီးမှန်းသိတာကြောင့်ဆရာဝန်ကိုသူမခြေထောက်တွေပျောက်ကင်းအောင်ကုသပေးစေရမယ်လို့ချက်ချင်းပြောလိုက်ပါတယ်မကြခင်မှာပဲပြိုင်ပွဲနေ့ရောက်လာပါတယ်ကောင်းမလေးကဝီချဲနဲ့ဝင်ပြိုင်ဖို့ရောက်လာပါတယ်အဖေဖြစ်သူကဆရာဝန်စီချက်ချင်းဖုံးဆက်ပြီးသူ့သမီးဘယ်တော့မှပြန်မတက်မရက်နိုင်တော့ဘူးမလားလို့မေးလိုက်ပါတယ်ဆရာဝန်စီကဟုတ်မှန်ကြောင်းအဖြေရပြီးနောက်သမီးဖြစ်သူအပေါ်သတိထားမှုကိုလျှော့ချလိုက်ပါတယ်သမီးဖြစ်သူပထမရသွားတာကိုမြင်ပြီးနောက်သူ့အဖေကသူမကိုအနိုင်ရဖို့ဒိုင်လူကြီးတွေကိုလက်ထိုးထားတယ်လို့ဆွဆွဲပါတော့တယ်ကောင်းမလေးကဒါကိုရဲစရာလို့ပဲမြင်ပါတယ်သူမကစင်ပေါ်ကပလဲတွေကိုမွေးစားသမီးစီကန်ထဲလိုက်ပြီးသူမဖြောပြနေတော့ဘာလို့စင်ပေါ်ကိုပလဲတွေကျဲချခဲ့တာလဲလို့မေးလိုက်ပါတော့တယ်